လောကမှာစီးစိမ်ဥစ္စာတွေကျွယ်ဝပေမဲ့လို့စိတ်ပျော်ရွှင်မှုဆိုတာရချင်မှရပစ္စည်းဥစ္စာတွေပေါများလို့ချမ်းသာကျွယ်ဝပြီးစိတ်ချမ်းသာမှုမရတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲချမ်းသာမှုဆိုတာကိုပစ္စည်းဥစ္စာကလည်းပေးနိုင်တာမဟုတ်ဘူးတခြားအရာတွေကလည်းပေးနိုင်တာပေးနိုင်တော့မှတခဏမျှသာလဲချမ်းသာတယ်လို့ထင်ရယုံအပ္ပတမတူတောင်းတဲ့ကာလအတွင်းမှာချမ်းသာမှုကိုပေးတယ်လို့ဆိုရတော့ထာဝရချမ်းသာမှုကိုပေးနိုင်တာကတော့တရားအတိတာဖြစ်တယ်ဒါကြောင့်မို့စိတ်ပျော်ရွှင်ဖို့ရအတွက်စိတ်ချမ်းသာဖို့ရအတွက်လောကလူတွေဟာဘယ်လိုပဲဆုဆောင်ဆုတောင်းတရားမသိဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုရဖို့ရအမှန်တမ်းခဲရတယ်အများအပြားဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မကိုအထိုက်အလျောက်သိရှိကြသည့်အတွက်စိတ်ဆင်းရဲစရာကြုံတဲ့အခါမှာတရားနှလုံးသွင်းခြင်းဖြင့်စိတ်ဆင်းရဲမှုပယ်ဖြောက်နိုင်ကြတာဒါလက်တွေ့ပါပဲအဲ့ဒါလို့ဓမ္မအတိတရားအတိမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်ထွက်ပေါက်ရှာမရအောင်ဖြစ်တတ်တယ်ထွက်ပေါက်ရှာမရတဲ့အခါကျတော့တခြားနည်းတွေနဲ့စိတ်ဖြေပြောင်းမှုကြိုးစားအထောက်ကြအဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာပြဿနာတကူပေါ်တကူဆင့်ဆိုတာနော်ပေါ့စေလို့ကြောင်ရုပ်ထိုးဆေးအတွက်လေးလို့ဆိုတဲ့မြန်မာစကားလိုပဲပြဿနာတစ်ခုထပ်တိုးလာယုံလာရှိတယ်အေးတရားနှလုံးသွင်းပြီးတော့တရားအသိနဲ့စိတ်ပျော်ရွှင်မှုကိုရတဲ့ပုဂ္ဂိုလ်ဟာထာဝရငြိမ်းချမ်းတဲ့အငြိမ်းချမ်းတဲ့စိတ်ပျော်ရွှင်မှုကိုရနိုင်တာလောကလူသားတွေဟာစိတ်ချမ်းသာမှုကိုတောင်းတကြစိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တမ်းလိုလားကြဘုရားဘာသာဝင်တွေရောဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုဆိုတာမြေတမ်းရှာဖွေနေကြဒါကြောင့်မို့လောကလူသားတွေရဲ့တူညီတဲ့အချက်ကဘာလဲလို့ဆိုရင်ချမ်းသာကိုလိုလားခြင်းဆိုတာတူညီတဲ့အချက်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ချမ်းသာခြင်းညာတာကြည့်ပဲဆင်းရဲမှုကိုကြောက်ရွံ့ကြတာကြည့်ရသော်ဘုရားကလည်းဒါကိုဟောကြားထားတာရှိတယ်ဒုက္ခကာမဒုက္ခပฏิကူလာတဲ့ဒုက္ခကာမလူတွေဟာချမ်းသာခြင်းညာတယ်ဒုက္ခပฏิကူလာဆင်းရဲတာကိုယွံမုန်းကြဒါကြောင့်မို့ဆင်းရဲမှကြောက်ပြီးချမ်းသာတာကိုလိုလားလို့ကြိုးစားအထောက်ကြ